看一个宝贝。 အဝိထေဆိုင်ကဝတ်တုတ်ကြီးဆိုင်ရှင်ကိုကြည့်ပြီးအကဲခတ်နေပါတယ်မင်းသားကမျက်မှောင်ကုပ်ပြီးဆိုင်ရှင်ခင်ဗျားရဲ့နဖူးပြင်ကမျက်မှောင်နေပြီးခြေလမ်းတွေကလည်းရိမ့်ထိုးနေတယ်ပုံမှန်ဆိုခင်ဗျားပြစ်တစားအိမ်တွေကိုမနေသွားခဲ့ဘူးတဲ့ထင်တယ်တတိထားရမယ်နော်လို့ခက်တီတီနဲ့တတိပေးလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့ဝတ်တုတ်ကြီးခင်ဗျာမျက်လုံးကြီးအဝိုင်းသားဖြစ်သွားပြီးစိတ်ထဲကနေဟာငါခုတလောနေလို့မကောင်းဘူးဖြစ်နေတာသူဘလို့လုံးကုန်တိနေရတာလဲဆိုပြီးလန့်သွားပါလေရောချက်ချင်းပဲဒူးထောက်ချလိုက်ပြီးဆရာကြီးကနဲ့သမားတော်ပဲကျွန်တော်ကိုကဲပါဥပြလို့ငိုယိုပြီးတောင်းပန်တော့တာပဲတကယ်တော့မင်းသားကစိတ်ထဲကနေငါကဘာစေးပညာမှတတာမဟုတ်ဘူးသူ့မိမစီကအနံ့ဆိုးထွက်နေတာခံစားရလို့မျိုးပွားအင်္ဂါယောဂရှိနေမှသိတာပြီးတော့ဒီဆိုင်ရှင်ကလည်းဘိုက်ပူပူလက်လျှောက်တာရိုင်းနေမှု10ယောက်မှာ9ယောက်ကကြောက်ကအားနေတဲ့လက္ခဏာပဲလို့ကြိတ်ပြီးရင်းနေခဲ့တာပါဒါပေမဲ့ကောင်လေးကဆရာကြီးစတိုင်နဲ့ဆိုင်ရှင်ဒီလောက်ထိဖြစ်เสียမလို့ပါဘူးခင်ဗျားရဲ့ယောဂကစေးပညာအရာနောက်ဆုံးအချိန်ညှစ်ထုတ်ခြင်းလို့ခေါ်တယ်တိတ်တော့ကိစ္စမရှိပါဘူးငါတောင်ပေါ်ပြန်ပြီးနှက်စေးလုံးတော့ပေါ်ပေးမယ်ယောဂပျောက်ကင်းစေရမယ်လို့လေ့ကြည့်လိုက်ပါတယ်ဒီတော့ဆိုင်ရှင်ကဝမ်းတာအားရနဲ့ထုတ်ကြီးတစ်ထုပ်ကိုကမ်းပေးပြီးဆရာကြီးဒီနေ့အတွက်ဒါတွေကုန်ယူသွားပါပတ်စံလည်းမယူတော့ဘူးကျွန်တော်ကိုတန်းနှက်စေးလုံးပေးသနာတော်မူပါလို့အတနာခံရှာတယ်မင်းသားလည်းစိတ်ထဲကနေဟာဒီကောင်ကယောက်ျားလေးလိုချင်လို့အဝတ်စားဖို့တန်ဖိုးတွေကိုတောင်မယူတော့ဘူးပဲညက်ပီဟေးလို့တွေးပြီးအထုပ်ကိုယူလိုက်ပါတယ်အဲ့ဒီနောက်ကောင်လေးကအထုပ်ကိုပွေပြီးလှဲပေါ်ပြန်တက်လာခဲ့ပါတယ်လှဲမောင်းနေတဲ့ဦးလေးကလှဲကြည့်ပြီးတူမောင်ဟိုမုတ်စိတ်ဖြူအဖိုးကြီးကမင်းကိုစေးပညာအပြင်ဘာတွေတင်ပေးသေးလဲလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကောင်လေးကလည်းနောက်ကနေဖုန်ထောင်းထောင်းနဲ့လိုက်လာတဲ့လူတစုကိုမြင်လိုက်ရပြီးစိတ်ထဲမှာတန်တရားဝင်သွားပါတယ်ဒီလူတွေကဘယ်သူတွေလဲအပေါင်ဆိုင်ကလူတွေလားဒါမှမဟုတ်အဝတ်ထဲဆိုင်ကလူတွေလားတေချာတယ်သူတို့ကငွေနောက်ကိုလိုက်လာတာပဲလို့တွေးမိသွားတယ်ပိုဆိုးတာကအဖိုးလေးကလည်းခြေတော့မကောင်းဘူးသူ့ခန္ဓာကိုယ်ကလည်းတိုက်ခိုက်ရေးစွမ်းရည်မရှိသေးတော့ဒုက္ခလာတွေးပြီးပေါ်မင်းသားကညံစင်ပြီးအဖိုးလေးနှက်ရဦးကျွန်တော်အိမ်လာသွားချင်လို့အော်ပြောပြီးလှဲပေါ်ကဆင်းပြေးကတောအုပ်ထဲကိုဝင်သွားခဲ့ပါတယ်တောအုပ်ထဲရောက်တာနဲ့ကောင်လေးကသူ့ရဲ့လှုပ်ဝက်နီးပညာအာကာသနယ်မြေထဲကိုဝင်လိုက်ပြီးလက်နက်တိုက်တကားကြီးကိုဖွင့်လိုက်ပါတယ်တကားပွင့်သွားတဲ့အခါအထဲမှာခင်မီလက်နက်မျိုးစုံကိုစင်ပေါ်မှာတွေ့လိုက်ရပါတယ်လက်နက်တွေကိုကြည့်ပြီးငါဘယ်လိုလက်နက်မျိုးကိုရွေးရမလဲလေးလံတဲ့လက်နက်တွေကလူမြင်ရင်အံ့ဩကုန်လိမ့်မယ်တခြားလူတွေမြင်သွားရင်ဒုက္ခရောက်နိုင်တယ်လို့စဉ်းစားရင်နောက်ဆုံးမှာတော့လျှက်စစ်တုံနဲ့အတန်တိတ်တနက်ကိုကန်ကြည့်ပြီးပြုံးလိုက်ပါတယ်လဲမောင်းနေတဲ့ဦးလေးဖြစ်သူကလမ်းရှိမှာဓာတ်တပြင်းပြင်းနဲ့ပိတ်ရက်နေတဲ့လူမိုက်စုကိုမြင်တော့မျက်နှာပြတ်သွားပြီးသူဖြစ်သူကိုတတိပေးလိုက်တယ်သူတော်မောင်ကြည့်ရတာငါတို့တော့လမ်းပြဇလန်းနဲ့တိုးပြီးထင်တယ်ခဏနေရင်ငါသူတို့ကိုထိန်းထားပေးမယ်မင်းကတော့ငွေထုတ်ကိုယူပြီးအမြန်ပြေးတော့ချူယွန်းရှောင်ဟာသူ့ဦးလေးကိုကြည့်ပြီးတကယ်ကိုစိတ်ထဲကနေလိုက်လဲဆောင်တွန်းသွားမိတယ်ဒီဦးလေးကသူဖြစ်သူအတွက်ဆိုအသက်ပါပေးမဲ့သူပဲဒါပေမဲ့သူကယောက်ျားပဲလေဘယ်လိုလုပ်ပြေးမလဲသူကစိုးရင်တကြီးနဲ့ပြန်မေးလိုက်တယ်ကျွန်တော်ပြေးရင်ဦးလေးကဘယ်လိုလုပ်မလဲဦးလေးဖြစ်သူကသူဖြစ်သူစိတ်သက်သာရအောင်ပခုံးကိုပုတ်ပြီးရေးချဲနဲ့အပေးရှာတဲ့ကိစ္စမရှိဘူးသူတော်မောင်ငါကိုဂယုမဆိုင်နဲ့ငါကဘာပဲဖြစ်ဖြစ်တိုင်းပညာအခြေခံရှိခဲ့တဲ့သူပဲမင်းလိုချက်တခိုးတောင်မဖမ်းနိုင်တဲ့ချက်ကလေးထက်ဆိုင်ရင်တော့ခံနိုင်ရင်ရှိပါသေးတယ်ဦးလေးကအထင်သေးလိုက်ပေမဲ့ချူယွန်းရှောင်ကတော့စိတ်ထဲကနေခက်ပြုံးပဲငါကခစ်တစ်ကဘာကလာတဲ့လူပဲဥပဒေမဲ့တဲ့ဒီလိုကဘာပြက်ကြီးထဲမှာခင်ဗျားတို့လိုကောင်းတွေကိုအနိုင်ကျင့်ခံနေရမယ်ဟုတ်လားလာထားလိုက်လေချူယွန်းရှောင်ဟာသူ့ရဲ့လှုပ်ဝက်စူပါမားကတ်အာကာသထဲကနေလျှက်စစ်တုပ်ကိုအသားလေးထုတ်ပြီးခါးကြားထဲညှက်လိုက်တယ်ပြီးတော့လဲပေါ်ကဆင်းပြီးတပြကောင်းဆောင်ကိုအေးဆေးဆေးပဲလှမ်းမိလိုက်တဲ့ရှေ့ကပိတ်ရက်နေတဲ့တိုင်းလောကကဆရာကြီးဘာကိစ္စရှိလို့ကျွန်တော်လည်းကိုတားရတာလဲဗျာတပြကောင်းဆောင်ကြီးကတော့လူငယ်လေးကကြောက်ရွံ့ခြင်းမရှိပဲတီတီငိမ့်ငိမ့်မေးနေတာကိုမြင်တော့အံ့ဩသွားပြီးဓာကြီးကိုထိုးပြကရေမောလိုက်တယ်ဟာတတိတော့မသေးဘူးပဲဒီလိုအခြေအနေမျိုးမှာတော့တင်းငိမ့်နိုင်သေးတယ်အခုတလောငါညီကိုတွေလက်ထဲမှာငွေပြက်နေလို့ကွာတခင်လေးစီကနေတုံးဖို့ဆွဲဖို့ငွေလေးနည်းနည်းပါချေးချင်လို့ပါချူယွန်းရှောင်ကစိတ်ထဲကနေချိန်ဆဲလိုက်တယ်အမလေးငွေချေးတယ်တပြလိုက်တာကိုများလှလှပပပြောနေသေးတယ်ချူယွန်းရှောင်ကသူတို့ဝတ်ထားတဲ့စုပ်ပြတ်တက်နေတဲ့အဝတ်စားတွေကိုပြပြီးဟန်ဆောင်နူးညွတ်ပြောလိုက်ပြန်တယ်ဆရာကြီးတို့ကြည့်ပါဦးကျွန်တော်တို့ဝတ်ထားတာကစင်ရဲသားပုံစံတပြတိုက်မယ်ဆိုရင်လည်းချမ်းသာတဲ့အိမ်တွေကိုရွေးပြီးတိုက်ပါဗျာတပြကောင်းဆောင်ကဓာကိုဟိုဘက်ဒီဘက်လွှဲရင်ဟာဒါကမင်းပူရမယ့်ကိစ္စမဟုတ်ဘူးလဲကိုထားခဲ့ပြီးမင်းတို့အမြန်ဆုံးလဲလို့ရပြီဒီတော့မှချူယွန်းရှောင်ကကစားပွဲကိုစတင်လိုက်ပါတော့တယ်သူကလေတံကိုပြောင်းပြီးအပေါင်ဆိုင်ပိုင်ရှင်ကမင်းတို့ကိုဘယ်လောက်ပေးလဲမင်းတို့အခုပြန်သွားပြီးသူ့ကိုတက်လိုက်ရင်ငါမင်းတို့ကိုနှစ်ဆပေးမယ်ဘယ်လိုလဲဒီစကားကိုကြားတော့တပြကောင်းဆောင်ကမျက်လုံးအစုံပြူးကျဲသွားပြီးဒေါသတကြီးနဲ့အော်ပါတော့တယ်ဟေ့ကောင်ငါကမင်းကိုမတက်ချင်ဘူးဒါပေမဲ့မင်းကအမှန်တရားကိုသိသွားပြီဆိုတော့မင်းတက်ရှင်ဖို့မလိုတော့ဘူးအားလုံးတက်ကြဟေ့ဓာပြတွေဓာပြခုတ်တဲ့အချိန်မှာဦးလေးဖြစ်သူကဓာချင်းဝင်ကပေးပေမဲ့ချူယွန်းရှောင်ကတော့အေးဆေးပါပဲသူကဓာပြကောင်းဆောင်ရဲ့ရှေ့ကိုချက်ချင်းတိုးသွားပြီးမင်းတို့ကိုပြစရာရန်နာတစ်ခုရှိတယ်လို့ပြောကခါကြကလျှက်စစ်တုပ်ကိုထုတ်ပြီးဓာပြကောင်းဆောင်ရဲ့လေပင်ကိုထိုးလိုက်ပါတော့တယ်ဓာပြကောင်းဆောင်ကြီးဟာတကိုယ်လုံးတွန့်လိန်ပြီးမြေကြီးပေါ်ခွေကျသွားပါတော့တယ်ကျန်တဲ့လူမိုက်တွေလည်းကြောင်အန်းသွားပြီးဝင်လာသမျှလူကုံလုံးကိုလျှက်စစ်တုပ်နဲ့တုံးခနဲ့ရှောက်ပြိုက်ပြီးအလဲတိတ်လိုက်ပါတော့တယ်မျက်စိတမိတ်တွင်းမှာတင်ဓာပြအားလုံးမြေပြင်ပေါ်မှာတွေးအိုင်နဲ့လဲကျသွားတာကိုကြည့်ပြီးဦးလေးဖြစ်သူကတော့ကြက်တေတေနေရှာတဲ့ချူယွန်းရှောင်ကတော့တွေးဆုံနေတဲ့ဓာမြောင်ကိုတေးရွက်နဲ့တေးတေးချာချာတုပ်ရင်ဦးလေးသူတို့ကိုတော်တဲ့အမြန်ဆွဲသွင်းပြီးအလောင်းဖြောက်ရအောင်နောက်မှလူတွေလာရင်မကောင်းဘူးဦးလေးဖြစ်သူကတော့သူဖြစ်သူရဲ့လက်ရည်ကလုံးဝပြတ်သားလုံးပြီးရက်ဆက်လုံးတာကြောင့်စကားတွေထက်ကမင်းမလုပ်ဖို့လဲလို့ပဲမေးနိုင်ရှာတယ်တကယ်တော့ချူယွန်းရှောင်ကသူ့ရဲ့ခင်မီလက်နက်တွေကိုမြင်သွားတဲ့သူတွေကိုအသက်ရှင်လျက်ပေးမထားချင်တာကြောင့်အပြက်ရှင်းလိုက်တာပါသူတို့အလောင်းတွေကိုရှင်းလင်းပြီးလှဲပေါ်ပြန်တက်လာတဲ့အခါဦးလေးဖြစ်သူကလက်ထဲကဓာမြောင်ကိုကြည့်ပြီးစိတ်လှုပ်ရှားစွာနဲ့မေးတဲ့သူတော်မောင်ဒါကလည်းဟိုနက်ဖျားဖိုးကိုပေးလိုက်တဲ့ဒဏ္ဍာရီလားနက်လက်လားချူယွန်းရှောင်ကပြုံးပြီးဦးလေးသဘောကျရင်ယူထားလိုက်ပါလို့ပြောတော့ဦးလေးဖြစ်သူကဝမ်းသာအားရနဲ့လက်ခံလိုက်ပါတော့တယ်မာရှန်ရွာကလေးရဲ့တစ်ပင်ကြီးအောက်မှာရွာသားတွေစုထိုင်ပြီးစကားဆမ်းမြပြောနေကြတာပေါ့အဲ့ဒီအချိန်မှာပဲအဝေးကနေလဲတစီမောင်းနေလာတာကိုလှမ်းမြင်လိုက်ရပါတယ်ရွာသားတယောက်ကအန်ဟော်ရာကြီးနဲ့ဟေ့အားလုံးပဲလမ်းကြည့်ကြဦးငါတို့မာရှန်ရွာကိုဘယ်လိုမျိုးတထေးသားကရောက်လာတာလဲလို့လှမ်းပြောလိုက်တယ်တကယ်တော့အနားရောက်လာတဲ့ခါမှာတော့ဝတ်တုတ်ကြီးရွာသားတယောက်ကမျက်လုံးဝိုင်းသားနဲ့ဟာဒါချူတာချက်မဟုတ်လားသူကဘယ်လိုလုပ်ပြီးမီးလဲကြီးကိုမောင်းလာနိုင်ရတာလဲလို့အော်ပြစ်လိုက်ပါတော့တယ်စေးတဲ့လူလေးတောက်နေတဲ့အဖိုးအိုကလည်းဟုတ်ပါရဲ့မနက်ကတင်ပဲသူ့ရဲ့ဖြုံးတိတက်တဲ့တူတော်မောင်နဲ့အတူမြို့ထဲကိုသွားတာတွေ့လိုက်ပါသေးတယ်ဒါသူတို့ချမ်းသာပြီးပြန်လာကြတာလားလို့ရေရွတ်လိုက်ပြီးလှဲနာကိုသွားကဒါချက်မင်းဘယ်ကနေချမ်းသာလာပြီးမီးလဲကြီးတောင်ဝယ်နိုင်သွားတာလဲလို့လှမ်းမေးတာပေါ့အဲ့ဒီခါမှာတော့လှဲမောင်းနေတဲ့အဖိုးကြီးကသဘောကျပြီးရေမောရင်ဘယ်ကလာဒါကကျွန်တော်ရဲ့တူတော်မောင်ချူဝါစုဝယ်လာပြကျွန်တော်ကဒါမျိုးဘယ်ဝယ်နိုင်မှမလဲလို့ဂုံယူစွာနဲ့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလှဲလိုက်ကလေးပွင့်လာပြီးခံရပြီးစမက်ကြတဲ့မင်းသားလေးချူဝါစုကလက်ပြနှုတ်ဆက်ပြီးထွက်လာခဲ့ပါတယ်ဒါကိုမြင်တော့စေးတန်နဲ့အဖိုးကြီးကစိတ်မကောင်းတယ်လို့နဲ့ဟေ့ငါပြောမယ်ချူဝါစုမင်းပတ်စံရလာရင်အိမ်တော်ရေးကိုကောင်းကောင်းမွန်မွန်ထိန်းသိမ်းဖို့ကအဓိကပဲခုတော့အသုံးမဝင်တဲ့အပိုးပစ္စည်းတွေပဲရှောက်ဝယ်နေတယ်လို့အပြစ်တင်စကားဆိုလိုက်ရှာတယ်အဲ့ဒီအချိန်မှာပဲအိမ်ရှိမှာမိအိမ်လေးကိုကင်ပြီးမျက်နှာမှာဒဏ်ရာတွေနဲ့တနာစရာကောင်းတဲ့မင်းသားရဲ့ဇနီးတဲ့လေးကမျောလင်းချက်ပြည့်နဲ့စောင့်ကြိုနေတာကိုတွေ့လိုက်ရပါတယ်မင်းသားကလဲပေါ်ကစင်စင်ချင်းဇနီးလေးကိုဖတ်လိုက်တဲ့အခါဇနီးလေးကရှက်ကိုရှက်ကန်နဲ့ဦးလေးကဒီမှာရှိနေသေးတယ်လေတိုးလေးပြောရှာပါတယ်မင်းသားကလည်းချောင်းတစ်ချက်ဟန်ပြီးဦးလေးဖြစ်သူကိုဦးလေး
လဲပေါ်ကပစ္စည်းတွေချရအောင်ကူညီပေးပါဦးလို့လှမ်းပြောလိုက်တာပေါ့ဦးလေးဖြစ်သူကလည်းဝမ်းသာအားရနဲ့ရတာပေါ့ဟဲ့ဆိုပြီးပစ္စည်းတွေကိုကူချပေးပါတယ်အဲ့ဒီအချိန်မှာမင်းသားလေးကမေးစိတ်ကိုကင်ပြီးအတွင်းနဲ့နေတယ်ဒီကဘာကြီးကတိတ်ကိုရှေးရိုးဆွဲဆန်လုံးသေးတယ်ငါသာဘီကီနီဝတ်စုံတွေကိုဒီခေတ်ထဲမှာတွင်တွင်ကြဲကြဲရောင်းချနိုင်ရင်လမ်းမတွေပေါ်မှာဘလောက်တောင်ကြည့်ကောင်းမဲ့မြင်ကွင်းတွေဖြစ်လာမလဲလို့တွေးပြီးတယောက်တည်းပြုံးနေမိတာပေါ့အဲ့ဒီနောက်မှာတော့မင်းသားကအဝတ်တွေထဲကနေတိုးချီတော့အသားတုံးကြီးကိုထုတ်ပြီးဦးလေးဖြစ်သူကိုကမ်းပေးလိုက်ပါတယ်ပြီးတော့ငွေတုံးလေးတစ်တုံးကိုထုတ်ပေးပြီးဦးလေးဒါကိုယူသွားပါတော်ဦးလေးမိမကိုအဝတ်စားတစ်တွေချုပ်ခိုင်းလိုက်ပါလို့ပြောပါတယ်ဦးလေးဖြစ်သူကလန့်သွားပြီးတူမောင်ဒါတော့မဖြစ်ဘူးငါဘာအလုံးမလုပ်ပေးဘဲနဲ့ဒါကိုမယူဝင့်ပါဘူးလို့ညှင်းရှာတယ်ဒါပေမဲ့မင်းသားကတည်ကြည်တဲ့မျက်နှာထားနဲ့ဦးလေးဒီနေ့ငါရှိမှဦးလေးမမရက်တီပေးခဲ့တာနဲ့တင်ဒီငွေကထိုက်တယ်ပါတယ်သွားပါဦးလေးအိမ်မှာတော်နဲ့ဟူစီကိုတို့စောင့်နေကြလိမ့်မယ်ပြီးတော့မနေ့ပြန်ကြရင်ဟူစီကိုငါစီတစ်ခေါက်လွတ်လိုက်အောင်တော့လို့လေးနဲ့ပြောပြီးအိမ်ပြန်လွတ်လိုက်ပါတယ်အိမ်ထဲကိုရောက်တဲ့အခါမှာတော့ဇနီးတဲ့လေးကစပွဲပေါ်ကတိုးသားတုံးကြီးတွေကိုကြည့်ပြီးအံ့ဩလွန်းလို့စွန့်လို့နေပါတယ်မင်းသားကအိမ်ထဲဝင်လာပြီးဘာကြောင့်ကြည့်နေတာလဲမြင်ထမင်းသွားချက်တော့ငါတိတ်ပိုက်စာနေပြီအများကြီးချက်ဆမ်းမှလို့អော်လိုက်တော့မှဇနီးလေးလည်းပြတလဲနဲ့မိဖို့ကြောင့်လည်းပြေးဝင်သွားပါတော့တယ်မင်းသားကလဲပေါ်ကနေအကောင်းစားမှုရအိယာခင်းတွေကိုပါအိမ်ထဲတည်လာခဲ့ပါတယ်ခဏကြာမှတော့မြင်းရှက်လာတဲ့တိုးသားဟင်းကြီးနဲ့ထမင်းကိုအတူတူစားကြတာပေါ့မင်းသားကဇနီးလေးကိုကြည့်ပြီးဟင်းလက်ရကောင်းလာတာပဲမင်းကတိတ်ပိန်လို့နဲ့တက်မကြီးမကောင်းရင်အများကြီးစားရမယ်လို့ဂရုတစိုက်ပြောပါတယ်ဇနီးလေးကတော့မျက်ရည်ဝဲရင်းနဲ့လင်းယောက်ျားဒီလိုအကောင်းစားပစ္စည်းတွေမီးလဲတွေဝယ်ဖို့ငွေတွေအများကြီးကုန်ပါပဲနော်ဒါတွေအကုန်လုံးကကျမအတွက်တော့အိမ်မက်တစ်ခုလိုပဲဘာမှမမှန်ကန်တယ်လို့ခံစားရတယ်လို့ရင်ဖွင့်ရှာပါတယ်မင်းသားကတော့ပြုံးလိုက်ပြီးငါပြောတာပဲမင်းဘာမှစိတ်ပူမနေပါနဲ့မင်းရဲ့လင်းယောက်ျားကနတ်ဖျားရဲ့လမ်းညွှန်မှုကိုရရှိပြီးအရာရာကိုနားလေသဘောပေါက်သွားပြီးနောက်လဲဒါမျိုးထူးဆန်းတာတွေအများကြီးလာအောင်မှမို့လို့ဘာမှမမေ့နဲ့ငါနောက်ကိုသားလိုက်ခဲ့အိမ်ပြန်ရောက်တာနဲ့ချူယွန်းရှောင်းတယောက်ဇနီးတဲ့ကိုအိမ်ရဝင်ခိုင်းပြီးအိမ်လာသွားမလို့လို့နဲ့အပြင်ကိုခိုးထွက်လာခဲ့ပါတယ်သူ့ရဲ့တကယ်ရည်ရွယ်ချက်ကတော့လဲပေါ်မှာပါလာတဲ့ငွေထုတ်ကြီးကိုစမ်းတက်ဖို့ပါတပြရီစီကရခဲ့တဲ့ငွေစင်ကြီး600ရဲကမီးလဲဝယ်တာနှုတ်လိုက်ရင်900ကျော်ကျန်သေးတာပေါ့သူကဒီငွေထုတ်ကြီးကိုကင်ပြီးဒီခေတ်ကပတ်စံတွေကိုငါရဲ့လျှို့ဝှက်အာကာသစူပါမားကတ်ထဲတိုးလောင်လို့ရမလားဆိုပြီးစမ်းတက်လိုက်တဲ့ခါမှာတော့ဝုန်းခနဲဆိုအလင်းနဲ့တွေထွက်လာပြီးစူပါမားကတ်ကြီးထဲရောက်သွားပါတော့တဲ့အာကာသထဲမှာငွေထုတ်ကြီးကလေးထဲပြန်ဝဲနေတာကိုမြင်တော့မင်းသားတယောက်ဝမ်းသာအားရနဲ့အော်ဟစ်ပြီးကပွဲကျင်းပတော့တာပဲဟာတကယ်ကိုအလန်းစားကြီးပဲဟာဒီလိုဆိုနောက်ကြရင်ငါဘယ်သွားပစ္စည်းတွေအိတ်တွေအများကြီးတင်နေစရာမလိုတော့ဘူးပေါ့ဒါကငါအတွက်တော့တကယ်ကိုကောင်းကင်ဘုံကပေးတဲ့လက်ဆောင်ပဲဆိုပြီးကလေးတယောက်လိုခုံပေါက်ပျော်ရွှင်နေခဲ့ပါတယ်ပြီးတာနဲ့သူကငွေထုတ်ထဲကနေငွေတုံး9တုံးကိုထုတ်ပြီးအိမ်ထဲကိုခြေတံဖွားဖွားနဲ့ပြန်ဝင်လာခဲ့တာပေါ့အိမ်ထဲလဲရောက်ရောကရင်ပေါ်မှာထိုင်နေတဲ့ဇနီးချောလေးလီချင်းဝမ်ရဲ့ရှိကိုငွေတုံးကြီးတွေတတောက်တောက်နဲ့ပစ်ချလိုက်ပြီးမင်းသားကလူဆိုးစတိုင်နဲ့မေးစိတ်ကိုကန်ကဆန်းနောက်လိုက်ပါတယ်ဟောဒီကညီမချောလေးကိုငွေစင်တရားပေးမယ်အကိုနဲ့စကားဆက်မိလေးပါလေးပြောပေးပါဦးလားတဲ့ဇနီးလေးခမညာမျက်လုံးဝိုင်းသားနဲ့အံ့ဩလွန်းလို့အသက်ရှူတော်မှသွားရှာတယ်မင်းသားကလည်းစိတ်ထဲကနေငါမိမကလည်းစနောက်တာလေးကိုဒီလောက်တောင်လန့်သွားရလားမပြောတက်လိုက်တာလို့တွေးနေမိသေးတာဇနီးလေးကမျက်ရည်တွေဝဲပြီးတုံယူနဲ့မေးရှာတယ်အကိုဒီလောက်များတဲ့ပတ်စံတွေဘဲကရလာတာလဲမင်းသားကလည်းအေးစစ်စစ်ပဲဒီနေ့မျိုးထဲမှာတထေးကြီးတယောက်ကိုစိတ်ကူပေးခဲ့တာလေဓာတုပေးတဲ့ကုထုံးကပဲလို့လိန်ညာပြီးနှစ်တိတ်လိုက်တယ်ဒါပေမဲ့ခေဆိုးကြီးထဲမှာနေခဲ့ရတဲ့ဇနီးလေးခမညာဝမ်းသာရမယ်အစားအကိုမြန်တိတ်လိုက်ပါဦးသူတပားတွေတီးသွားရင်ကျမတို့စီလူဆိုးတွေရောက်လာပြီးအသက်အန္တရာယ်ရှိနိုင်တယ်ဆိုပြီးတုံယူနဲ့ငွေတွေကိုအဝတ်နဲ့လိုက်ပတ်နေရှာပါတယ်မင်းသားကဇနီးလေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိတယ်လို့ခေဆိုးကြီးကြောင့်စိတ်တန်ရာရနေရှာတဲ့မိန်းကလေးတယောက်အတွက်ဒီငွေစင်တရားကကောင်းကင်ပြိုမတက်ကြီးမားလုံးနဲ့ယတနာဖြစ်နေတာကိုနားလည်သွားခဲ့တယ်ဇနီးလေးရဲ့အနာကိုအသားရတိုးသွားပြီးမင်းဒါတွေကိုတင်ထားပါမင်းကိုပေါ်မှာပတ်စံအချို့ရှိနေတော့လိုအပ်ရင်တုံးရတာပေါ့လို့ပြောတော့ဇနီးလေးကပို့ပြီးငိုပါလေရောမဖြစ်ဘူးအကိုဒါတွေကများလုံးလို့ကျမမယူရဲဘူးအကိုစီမှာပဲထားပါလို့ညှင်းရှာတယ်ဒီတော့မင်းသားကဇနီးလေးရဲ့ဘာပြင်ပေါ်ကမျက်ရည်တွေကိုအသားရတုပ်ပေးရင်နှမလေးကငါတို့အိမ်ကအရင်လိုဆင်းရဲတဲ့အိမ်မဟုတ်တော့ဘူးငါတို့မှာပတ်စံတွေအများကြီးရှိနေပြီးမင်းရဲ့နေရာကိုမင်းပြောင်းလဲပြရမယ်မနဲ့ဖြန်မနဲ့လင်းလို့မင်းတို့လာတဲ့ခါယုံကြည်မှုအပြည့်နဲ့လှပနေတဲ့လီချင်းဝမ်ကိုပဲနာမြင်ခြင်းနဲ့လို့နှွေးထွေးတဲ့မျက်ဝန်းတွေနဲ့ကတိပေးလိုက်ပါတယ်ဇနီးလေးကလည်းရှိုက်ကြီးတင်ငင်ကိုရင်းဟုတ်ကဲ့ပါအကိုပြောသမျှညီမနာထောင်ပါမယ်လို့ကတိပြန်ပေးရှာတယ်မင်းသားကကတင်ပေါ်ကအဝတ်ထဲအစ်စ်တွေနဲ့ပိတ်စတွေကိုပြပြီးဒါတွေအားလုံးကမင်းအတွက်အဝဲလာတာသွားဆန်းကြည့်ဦးမတော်ရင်ဒေါ်လေးတို့ကိုပေးလိုက်ပေါ်ပြီးတော့ဒီပိတ်စတွေနဲ့ငါအတွက်လည်းအဝတ်စားလေး3လဆုံးလောက်ချုပ်ပေးဦးနော်လို့ပြောလိုက်တဲ့အခါဇနီးလေးရဲ့ရင်ထဲမှာနှွေးထွေးမှုတွေပြည့်ရှံသွားရပါတယ်ပိုက်တောင်ဝါအောင်မစားခဲ့ရတဲ့ဘဝကနေရုတ်တရက်ကြီးသူထိတ်ကတိပါဖြစ်သွားတဲ့အခါဇနီးလေးအတွက်တော့အသားကျဖို့အချိန်လိုမှာပါအခန်းထဲမှာမင်းသားကသူ့ဇနီးလေးကိုဘာဖြစ်လို့လဲအဝတ်လဲမလားဘာလို့ရက်နေတာလဲလို့မေးလိုက်ပါတယ်ဇနီးလေးကတော့ကြောက်ရွံ့တုန်နေတဲ့လေတံလေးနဲ့အရှင်ကျမအဝတ်လဲမလို့ပါလို့ခွင့်တောင်းတယ်လို့ပြောရှာတယ်မင်းသားကလည်းလေအဝတ်လဲတာပဲကိုငါ့ကိုခွင့်တောင်းနေစရာမလိုပါဘူးဆိုပြီးစိတ်ထဲကနေဒီခန္ဓာကိုယ်ပိုင်ရှင်အရင်ကတကယ်ကိုအမိုက်ပဲလက်ထက်တာတနည်းရှိပြီးမိမရဲ့ခန္ဓာကိုယ်ကိုတခါမှတိတိကျကျမကြည့်ဘူးလားမသိဘူးလို့တွေးပြီးညစ်ကြဲပြုံးလိုက်ပါသေးတယ်အဲ့ဒီနောက်မင်းသားကဒီညငါတို့ကလင်မယားတွေပဲဥစ္စာပွင့်ပွင့်လင်းလင်းရှိကြတာပေါ့မင်းလဲတာကိုငါဒီကနေပဲကြည့်နေမယ်လို့ပြောပြီးဆက်နောက်ဖို့ပြင်လိုက်ပေမဲ့ဇနီးလေးရဲ့အဝတ်စားတွေချွတ်လိုက်တဲ့အချိန်မှာတော့မင်းသားတယောက်စွန့်သွားရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဖြူဝင်းဦးနေတဲ့သူမရဲ့ကြောပြင်းတဲ့ပခုံးပေါ်မှာညိုမဲဆွဲနေတဲ့ဒဏ်ရာပရပွားတွေကိုမြင်လိုက်ရလို့ပါပို့ပြီးရင်နာဖို့ကောင်းတာကဒီဒဏ်ရာတွေအားလုံးဟာခန္ဓာကိုယ်ပိုင်ရှင်အဟောင်းကရိုက်ညက်ထားခဲ့တဲ့ဒဏ်ရာတွေဖြစ်နေတာပါပဲဇနီးလေးခမညာမျက်ရည်တွေဝဲလျက်နဲ့အရှင်ကအခုထိကျမရဲ့ခန္ဓာကိုယ်ကိုအလိုမရှိသေးဘူးလားလို့ဝမ်းနဲ့ပက်လက်မေးရှာတဲ့မင်းသားလည်းစိတ်မကောင်းဖြစ်သွားပြီးမင်းကလည်းအရင်ကငါမခဲ့တာပါလို့ချက်ချင်းတောင်းပန်ပြီးသူ့ရဲ့လျှို့ဝှက်စူပါမားကတ်ထဲကနေကောင်းကင်ဘုံကပေးတဲ့နှက်စေးအစွမ်းထက်အမာရွတ်ပြောက်စေမှုကိုထုတ်လိုက်ပါတယ်အဲ့ဒီနောက်ဇနီးလေးရဲ့ပခုံးပေါ်ကဒဏ်ရာတွေကိုညင်ညင်တတလေးစိတ်ထည့်ပေးရှာတဲ့စိတ်ထဲကနေလည်းငါကတကယ်ကိုလူကြီးလူကောင်းတယောက်ပဲလို့တွေးရင်းနဲ့ဒဏ်ရာတွေကိုပုတ်တက်ပေးပြီးနှစ်သိပ်ပေးခဲ့ပါတယ်အဲ့ဒီနောက်သူတို့လင်မယားနှစ်ယောက်လုံးတအိမ်ထဲမှာပဲအေးအေးချမ်းချမ်းအိပ်ဆက်ခဲ့ကြတာပေါ့မနဲ့လင်းလို့နေတော့မထွက်သေးဘူးအိမ်တကားကိုဝုန်းတိုင်းကျဲပြီးလာခောက်တဲ့အတန်ကြောင့်မင်းသားတယောက်နိုးလာခဲ့ပါတယ်အဝတ်စားတစ်တွေလဲပြီးတကားဖွင့်လိုက်တော့အပြင်မှာရက်နေတာကတော့သူ့ရဲ့အကိုဝမ်းကွဲကိုဖြစ်နေတာပါမင်းသားကမျက်လုံးကိုပွင့်ရင်းကိုဟူဘိုးတော်မလင်းသေးဘူးဘာကိစ္စလဲလို့မေးတော့ကိုဟူကမင်းသားရဲ့မျက်လုံးတွေကိုတိတိကျကျစိုက်ကြည့်ပြီးဟင်းမင်းမျက်လုံးတွေကဘာဖြစ်တာလဲနေကင်းကြောင်တောင်ကြီးကိုမင်းမျက်လုံးတွေကကန်းသွားတာလားဆိုပြီးအလန့်တကြားမေးပါလေရောတကယ်တော့မင်းသားကမျက်မှန်မပါပဲအမြင်အာရုံကိုချိန်ကြည့်နေတာပါမင်းသားကလည်းဘာမှမဖြစ်ဘူးကိုဟူအိမ်ထဲမှာခဏထိုင်ဦးငါမျက်နှာတစ်သွားတိုက်လိုက်အောင်မယ်ဆိုပြီးအပြင်ထွက်ကစူပါမားကတ်ထဲကတော့ပုတ်တန်နဲ့သွားတိုက်စေးကိုတုံးပြီးသွားတိုက်နေခဲ့ပါတယ်မင်းသားကခင်မိသွားတိုက်စေးနဲ့သွားတိုက်နေတော့ဟူစီတယောက်လမ်းကြည့်လိုက်တော့မင်းသားရဲ့ပါးစပ်ကနေအမြုပ်ဖြူတွေတဖွာဖွာထွက်နေတာကိုမြင်ပြီးတွေးပြတ်သွားပါတော့တယ်ဟူစီကဟေ့လူတွေလာကြဦးညီမလေးမြန်မြန်လာဦးချူဝါစုတယောက်အစိမ့်မိလို့ပါးစပ်က
ကအမြုပ်တွေထွက်နေပြီလို့အော်ဟစ်ပြီးမင်းသားကိုမြေကြီးပေါ်လဲချကလဲပင်ကိုညှစ်ပြီးကဲဖို့ကြိုးစားတော့တာပေါ့အဲ့ဒီအချိန်မှာအိမ်ထဲကနေတော့ပုတ်တံကိုကင်ပြီးထွက်လာတဲ့ဇနီးလေးရဲ့ပါဇက်မှာလည်းအမြုပ်ဖြူတွေနဲ့မြင်လိုက်ရတော့ဟူစီတယောက်ခေါင်းကိုကင်ပြီးသွားပြီးအကုန်သွားပြီးဒါလည်းအစိမ့်မိနေပြီကဲကြပါဦးဆိုပြီးရွာထဲကိုပက်ပြေးကအော်ပါတော့တယ်မင်းသားလည်းပါဇက်ကအမြုပ်တွေကိုတုပ်ပြီးဒီလိုငါသွားတိုက်နေတာကွာလာမပြင်းနဲ့ဦးလို့အော်ပြီးနောက်ကနေဒေါသတကြီးလိုက်ရပါတော့တယ်မင်းသားကဟူစီကိုမိသွားပြီးရေတွင်းသားပြန်ခေါ်လာတဲ့အချိန်မှာပဲအတံပလန်တွေကြောင့်ဦးလေးဖြစ်သူနဲ့ရွာသားတွေပါအပြေးလွှားရောက်လာကြပါတယ်ဟူစီကအသက်ရှူမဝပဲအဖေချူဝါစုပါဇက်ကအမြုပ်တွေထွက်နေလို့အစိမ့်မိပြီးထင်နေတာလို့ရှင်းပြတယ်ဦးလေးဖြစ်သူကစိုးရိမ်ကြီးနဲ့တူမောင်မင်းဘာမှမဖြစ်ဘူးမလားလို့လှမ်းမေးတာပေါ့မင်းသားကလက်ကပြပြီးဦးလေးဘာမှမဖြစ်ပါဘူးဒါကအစိမ့်မိတာမဟုတ်ဘူးကျွန်တော်သွားတွေကိုတန်ရှင်းအောင်စေးကြောနေတာသွားတိုက်စေးတုံးထားလို့အမြုပ်ထွက်နေတာပါလို့ရှင်းပြလိုက်မှအားလုံးတပြင်းချနိုင်မှာတော့တယ်ဇနီးလေးချင်းဝန်ကလည်းဦးလေးနဲ့တော်တော်ကျမထမင်းချက်မလို့အတူတူစားကြမယ်လေလို့ဖိတ်ခေါ်ရှာတယ်ဒါပေမဲ့ဦးလေးကမစားတော့ပါဘူးငါတို့အိမ်မှာပဲပြန်စားမယ်ဟူစီသွားဆိုးလို့ခေါ်တဲ့အခါဟူစီကစပွဲပေါ်ကအသားလုံးကြီးကိုတွားရည်ကြကြနဲ့ကြည့်ပြီးအဖေကလည်းနေဦးလေးချူဝါစုကကျွန်တော်ကိုအလုပ်ကိစ္စပြောစရာရှိတယ်ဆိုလို့ညင်းနေပြန်တယ်မင်းသားကစိတ်ထဲမှာဒီအကူကတော့လူအတင်မကဘူးစားလဲတိတ်မတာပဲလို့တွေးပြီးရဲချင်းမိသွားတာပေါ့မင်းသားကပြုံးပြီးဦးလေးဒီမှာပဲအတူတူစားကြပါချင်းဝန်လူ9ယောက်စာထမင်းများကြီးချက်လိုက်တော့လို့ပြောပြီးဦးလေးကိုဆွဲထားလိုက်တယ်အဲ့ဒီနောက်မင်းသားကလေးလေးနက်နက်နဲ့အလုပ်ကိစ္စစကားစားပါတယ်ဦးလေးဟူစီကိုအခုတလောဘာအလုံးမှမရှိဘူးမလားကျွန်တော်စီမှာလာကူလုပ်ပေးဖို့ကျွန်တော်ခေါ်ချင်တယ်တလားကိုငွေ9တုံးပေးမယ်ထမင်းလဲကျွေးမယ်ဦးလေးဘယ်လိုသဘောရလဲလို့မေးလိုက်ပါတယ်ဦးလေးဖြစ်သူကမျက်လုံးပြူသွားပြီးပါဒီကောင်အတုံးမကျတဲ့ကောင်ကိုတလားငွေ9တုံးတောင်ပေးမလို့လားတူမောင်မင်းလူလို့ရင်ဒီအတိုင်းခိုင်းလဲရပါတယ်ဘာလို့ငွေတွေအများကြီးပေးနေရတာလဲလို့အာနာတကြီးညှင်းရှာတယ်ဒါပေမဲ့ဖြစ်တဲ့တွေးခေါ်ရှိတယ်မင်းသားကတော့လက်ကပြပြီးမဟုတ်ဘူးဦးလေးသူကျွန်တော်ကိုအလုပ်ကူလုပ်ပေးရင်ကျွန်တော်ပတ်စံပေးရမှာကတဘာဝပဲလေတရားမျှတမှုရှိရမယ်ဒါပေမဲ့သူတာပြင်းနေရင်ဒါမှမဟုတ်စကားမနာထောင်ရင်တော့ကျွန်တော်ပတ်စံဖြစ်မှာပဲလို့စီကံတက်သားစွာပြောလိုက်တယ်ဦးလေးဖြစ်သူကဝမ်းသာအားရနဲ့စိတ်ချပါတူမောင်ဒီကောင်တာပြင်းလို့ကတော့ငါကိုယ်တိုင်သူ့ခြေထောက်ကိုရိုက်ချိုးဖြစ်မယ်ဒါပေမဲ့ငါတို့ကများလုံးနေမလားလို့ထပ်မေးတာပေါ့မင်းသားကတော့ဟူစီကိုလှမ်းကြည့်ပြီးတည်ငြိမ်တဲ့မျက်နှာထားနဲ့သူကကျွန်တော်အကူပဲကျွန်တော်ဒီလောက်ပေးတာသူ့အကြောင်းနဲ့သူရှိပါတယ်ဦးလေးဘာမှထပ်မပြောပါနဲ့တော့ဟူစီအကူမင်းကောငါအစီအစဉ်ကိုသဘောတူလားလို့မေးလိုက်ပါတော့တယ်ဟူစီတယောက်ပါဆက်ကြီးဖြဲပြီးစိတ်ထဲမှာလဲတလားငွေ9တုံးတောင်အိမ်မှာလဲအသားတွေအများကြီးရှိသေးတယ်ပြီးတော့ထမင်းလဲအလကားကျွေးအောင်မှာအစီအစဉ်ကိုသဘောမတူတဲ့လူကမှလူအစ်စ်ပဲဆိုပြီးတယောက်တည်းကျင်းနဲ့လို့မဆုံးဖြစ်နေတာအဲ့ဒီအချိန်မှာမင်းသားရဲ့ဇနီးလေးကထမင်းဟင်းတွေချက်ပြုတ်ပြီးသွားလို့ထမင်းစားလို့ရပါပြီယောက်ျားတို့တားဖားတွေဘာတွေအရေးကြီးစကားပြောနေကြတာလဲလို့လှမ်းခေါ်ပါတယ်အားလုံးစပွဲမှာထိုင်ပြီးစားကြတောက်ကြတာပေါ့ဟူစီနဲ့သူ့ဖေဦးလေးကြီးတို့ကတော့မြင်ရည်ရှက်ရည်ကိုစားနေကြတာဒါပေမဲ့မင်းသားကဟူစီစားနေတဲ့ပုံစံကိုကြည့်ပြီးစိတ်ထဲမှာတော့ဒီကောင်ကိုတလားငွေ9တုံးပေးရတာမတက်တော့မတက်ပဲစားလိုက်တဲ့ထမင်းပမာဏကလည်းမနှဲလာဘူးလို့တွေးပြီးခိုးပြုံးနေမိတာပေါ့ထမင်းစားနေရင်းနဲ့မင်းသားကသတိထားမိတာတခုကဦးလေးနဲ့တော်တော်ကဟင်းခွက်ထဲကအသားတွေကိုအားနာလို့မနိုင်ရဲပဲဟင်းရည်လေးနဲ့နေစားနေကြတာပါဒါကိုမြင်တော့မင်းသားကဦးလေးတို့တော်တော်တို့ကအသားတွေကိုမစားရဲကြဘူးပဲအရင်ဆုံးသူတို့ရဲ့တွေးခေါ်ပုံကိုငါပြောင်းလဲပေးမှရမယ်လို့တွေးလိုက်တယ်ပြီးတော့ဟူစီကိုအသားဖက်တွေအပြည့်ပါတယ်ဟင်းခွက်ကြီးကမ်းပေးလိုက်ပြီးဟူစီအကိုဝအောင်စားနာနဲ့အတူအလုပ်လုပ်ရင်နေ့တိုင်းသားစားရမယ်လို့မပြောနိုင်ပေမဲ့အနည်းဆုံးတော့ဘိုက်ဝအောင်ကျွေးနိုင်ပါတယ်လို့ပြောလိုက်တာပေါ့ဟူစီလည်းအားရပါရနဲ့ဟင်းခွက်ကြီးကိုမပြီးတောက်လိုက်တာဘိုက်ကြီးတောင်ပူထွက်လာပြီးအားရပါရလေးတက်ပါတော့တယ်ဒါပေမဲ့အေးချမ်းချမ်းစားတောက်လို့မှမပြီးသေးဘူးအိမ်ရှိကနေဟာဟာငါတို့ရဲ့ချူတခင်လေးချမ်းသာသွားပြီလို့ကြားတယ်ဟုတ်မဟုတ်လားကြည်တာဆိုလဲမောက်မာတဲ့အော်တန်ကြီးထွက်လာပါတယ်ပြီးတော့အိမ်တကားကြီးကိုဝုန်းကနေကန်ဖွင့်ပြီးလူမိုက်အုပ်စုကြီးဝင်လာတာပေါ့ခေါင်းဆောင်လာတာကတော့ဒီရွာကလူမိုက်ဆန်းကောနဲ့လောင်းကစားယုံကလူမိုက်ခေါင်းဆောင်လုံကောတို့ဖွဲ့ပဲဖြစ်ပါတယ်မင်းသားကတော့တီတီငင်းငင်းနဲ့ပဲကြည်ရတာလောင်းကစားယုံကအကျွေးတောင်းတဲ့လူတွေရောက်လာပြီးထင်တယ်လို့တွေးလိုက်တာပေါ့မင်းသားကထိုင်ကုန်မှာအေးဆေးထိုင်ရင်ဩစန်းကောပါလားလူတွေအများကြီးခေါ်လာပြီးဘာကိစ္စလဲမဟုတ်မှလွယ်ရောရွာလူကြီးမိမနဲ့ဖောက်ပြန်နေတာမိသွားလို့လားလို့ရည်တက်တက်လှမ်းမိလိုက်တဲ့စန်းကောကဒေါသတကြီးနဲ့မင်းပါဆက်ကိုပိတ်ထားဆန်းငါ့ကိုလာနောက်မနေနဲ့မင်းလောင်းကစားယုံမှာတင်ထားတဲ့အကျွေးငွေ9တုံးကိုအတိုးနဲ့ပေါင်းရင်အခု10တုံးဖြစ်နေပြီညဉ့်ဆက်ဆန်းလို့အော်ပါတော့တယ်ဒါကိုကြားတော့ရွာသားတွေကလည်းအိမ်ပြင်ကနေချောင်းကြည့်ရင်ဟာဒီကောင်တကယ်ပဲချမ်းသာလာလားမနေ့ကလည်းမြင်းလဲကြီးနဲ့ပစ္စည်းတွေတဲလာတာမြင်နေသူ့မိမဝစ်ထားတာလဲမြို့ပေါ်ကအဝတ်စားတွေပဲဆိုပြီးအတင်းတုံနေကြတာပေါ့မင်းသားကပြုံးပြီးငွေတုံးကြီးကိုအိတ်ထဲကထုတ်လေးလေးမြောက်ပြပြီးငွေ10တုံးလားပြဿနာမရှိပါဘူးရောငါမှအကျွေးမရှိလို့10တုံးပဲယူသွားလိုက်လို့ပြောပြီးကမ်းပေးလိုက်တယ်လုံကောကဝမ်းသာအားရနဲ့လှမ်းယူမလို့လုပ်တဲ့အချိန်မှာမင်းသားကဟူစီကိုတိုးတိုးလေးမေးလိုက်တယ်ဟူစီကိုဒီလူတွေကိုမင်းတယောက်တည်းအကုန်ချနိုင်လားတဲ့ဟူစီကလည်းဘိုက်ဝနေပြီဆိုတော့စိတ်ချဘိုက်ဝနေပြီအကုန်လုံးကိုတယောက်တည်းချပစ်လို့ရတယ်လို့ပြန်ပြောတာပေါ့မင်းသားကအဲ့ဒီတော့မှဓာတ်ကိုဆွဲထုတ်လိုက်ပြီးဥပဒေကြောင့်အရာစကားနာထိုးပါတော့တယ်ငါအိမ်ထဲကိုခွင့်ပြုချက်မရှိပဲလက်နက်တွေနဲ့ဝင်လာပြီးတပြားတိုက်ဖို့ကြိုးစားရင်ငါကခုခံကာကွယ်တဲ့အနေနဲ့တက်ပစ်လိုက်ရင်တောင်ဥပဒေအရအပြစ်မရှိဘူးနော်လို့အေးအေးဆေးဆေးချင်းချောက်လိုက်တာပေါ့လုံကောပတ်စံပေးဖို့ကကိစ္စမရှိဘူးဒါပေမဲ့ပြီးခဲ့တဲ့ရက်ကမင်းတို့ငါ့ကိုဝိုင်းရိုက်ခဲ့ကြတယ်မလားအခုငါကပြန်ရရင်ကောတရားမျှတတယ်မလားလို့ပြောပြီးအကြည့်စူးစူးတွေနဲ့စိုက်ကြည့်လိုက်တယ်လူမိုက်ကောင်းဆောင်လုံကောကဒေါသထွက်ပြီးမင်းကတိတ်မောက်မှလာကြည့်လားကောင်းတွေဝိုင်းချပစ်ကြဆန်းလို့အမိတ်ပေးလိုက်တဲ့အချိန်မှာပဲမင်းသားရဲ့ဇနီးလေးနဲ့ဦးလေးဖြစ်သူကပါဓာတ်မြောင်တွေကိုအတစ်ဆွဲထုတ်ပြီးမင်းသားရဲ့ဘေးမှာမတ်တက်ရက်လိုက်ပါတော့တဲလုံကောတယောက်ခြေလမ်းတွေတုံခနဲ့ရက်သွားပြီးစိတ်ထဲမှာပြန်တွေးမိသွားတယ်နေဦးဥပဒေအရအိမ်ထဲကိုအတင်းဝင်လာပြီးလူတက်ရင်အိမ်ရှင်ကပြန်တက်တာအပြစ်မရှိဘူးဆိုတာဟုတ်တယ်ဒီကောင်ငါ့ကိုညံစင်ပြီးအိမ်ထဲမှာတင်အတေလုံးမလို့လားဆိုပြီးကြောက်စိတ်ဝင်သွားတာပေါ့ဒါနဲ့လုံကောကအမြန်ပဲတုတ်ခဲ့ကြဆန်းဟိတ်ကောင်မင်းကွက်တွေလာမရွှေ့နဲ့မင်းတတိရှိရင်အိမ်ပြင်ကိုထွက်ခဲ့အပြင်မှာရှင်းမယ်လို့အော်တာပေါ့မင်းသားကလည်းခက်အေးအေးပဲအိမ်ထဲမှာထိုင်နေပြီးငါကမထွက်ဘူးမင်းတို့တတိရှိရင်ဝင်ခဲ့လေလို့ပြန်စိန်ခေါ်နေတဲ့ဟူစီကတော့ထိုင်ကုန်လေးတစ်လုံးကိုယူတကားဝါမှာထိုင်ပြီးတန်းဝင်ရင်ကျွတ်ဒီလူတွေကလည်းချမှဖြစ်ချမချရင်လည်းတွားကြတော့အိတ်ချင်လာပြီးလို့ပြောပြီးတယောနေတာပေါ့လုံကောကတော့ရှက်ရှက်နဲ့ပဲကောင်းပြီမင်းအမြဲတမ်းအိမ်ထဲမှာအောက်မနေနိုင်ပါဘူးမင်းအပြင်ထွက်လာတဲ့နေကြမှာတွေ့မယ်လို့ချင်းချောက်ပြီးသူ့လူမိုက်အုပ်စုကြီးကိုခေါ်ကအမြန်ပဲလစ်ပြေးပါတော့တယ်မင်းသားကတော့ကော်ဖီခွက်ကိုအေးဆေးတောက်ရင်စိတ်ချမနှက်ဖြန်မျိုးပေါ်သွားရင်မင်းတို့ကိုငါကိုယ်တိုင်လာရှာမယ်လို့တွေးပြီးကြံရစ်ခဲ့ပါတော့တယ်